ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဝိုင်းပြီး anime ဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်စပင်းညဆိုင်ဖွင့်လို့ဖြစ်ပါတယ်တော့ဒါတတူးထိုးရတာစိမပြေလို့စပင်းညဆိုင်ပြောင်းဖွင့်တာပါ Okay let's go တော့သူကဘာလုပ်မှလဲဆိုတော့စပင်းရောင်ဆိုးမှာပေါ့နော်တော့စပင်းရောင်ဆိုးမယ်ပြီးရင်စပင်းလည်းညက်မယ်ကြာပြီဆိုသူဓာတ်လေးကိုနှိပ်လိုက်ဟုတ်ပြီပြီးရင်မှအနီရောင်တော့စပင်းရောင်ဆိုးမှာပေါ့နော်အနီရောင်ဆိုးမှာဆိုတော့အနီရောင်ပဲဆိုးပြလိုက်ဘယ်လိုရပြီအဲ့ဒါကြော်လိုက်တော့ခေါင်းလျှော်မှာပေါ့နော်ခေါင်းလျှော်ပြရမှာအဆင်ပြေပြီဆိုသူကတမင်ပုံစံဒါမျိုးကိုဝဲလေးပေါ့နော်အဲ့လိုဒါမျိုးလေးโอเคစင်ပြေသွားပြီပေါ့နော်တော့ဒါနောက်တဲ့ customer တယောက်ကျွန်တော်ရဲ့စပင်းနဲ့စကီးကြားတယ်လို့ကျွန်တော်စပင်းနဲ့တဲ့စကီးရတခါလေးကရုံးမှာဖြစ်သွားမှာဆို YVN ရဲ့စပင်းညက်ဆိုင်မှာဘလို့စပင်းလာညက်လို့ရတယ်ပြီးလို့ရှိရင်ဒီကောင်ကျေပုံလုံးပါလောက်တာကျေပုံသူ့ရဲ့ဒီမှာထိုးပြရမှာလောက်တာလေးစားပေါ့နော်လေးစားလောက်တာဒီလေးစားတဲ့အနေနဲ့ပေါ့နော်ဒီကောင်ဒါမျိုးခြေပုံစံလေးပြောင်းလုပ်ပြရမှာလားโอเคခြေပုံစံဟုတ်ပြီပေါ့နော်ဒီမှာခြေပုံစံလေးထွက်မလားမထွက်ဘူးလားတော့မသိပါဘူးလို့ဒါခြေပုံစံလားလို့ရှို့ဒါခြေပုံစံကြီးပေါ့ကဲသူကဒါမျိုးစပင်းပုံစံပေါ့နော်နှခမ်းမှုတွေညာရေဦးမလားမသိဘူးနှခမ်းမှုတွေလည်းရေဦးမှာပဲဟုတ်ပြီဒါမျိုးနှခမ်းမှုတွေလည်းရိပ်ပြီးပေါ့နော် YVN ရဲ့စပင်းညက်ဆိုင်ဒါမျိုးနှခမ်းမှုမှာသူကပတိုင်းမှုစတိုင်းနဲ့မိုက်ဒါဘရိုဒါမျိုးအသေးချာလေးကိုဒါမျိုးလုပ်ရမှာကောင်ကโอเคလို့ရပြီအကောင်လို့ဒါမျိုးပြီးဆိုတော့ခေါင်းလျှော့ပေးလိုက်မယ်ပေါ့နော်ဒါခေါင်းလျှော့ပေးပြီဆိုလို့ရှိရင်ဒါမျိုးကြီးတွေဒါမျိုးထောင်းပြရမယ်အဲ့လေးလို့ဒါပြီးလို့ရှိရင်ဒီကောင်ကဒါမျိုးကေပေါ့နော်ပုံမှုခွက်ကေဒါမျိုးကေဟုတ်ပြီဟိုဒါ10မိနစ်လောက်โอเคလို့ဒါ day 3ရောက်သွားပြီပေါ့နော်အဲ့မှာနောက်တစ်ယောက်အဲဒီကောင်ကကြက်မောက်ကြီးနဲ့ကြက်မောက်ဆိုဒီကောင်အဝါရောင်ဆိုးနေတာညက်ပေးမှာပေါ့မင်း YVN Pro ရဲ့စပင်းညက်ဆိုင်ဟာအကုန်ရတယ်အဲ့ကောင်စပင်းကိုတော့တေချာညက်ပေးလိုက်ဒါမျိုးတိတိကျကျအကောင်ကြီးကျွန်တော်ညက်ပြီးလာမှာတော့ဒါမျိုးတိတိကျကျလေးညက်ပြီးလာဟုတ်ပြီဒီဒါမျိုးလေးလုပ်ပေးရမှာ
ok ta miêu giờ rồi tùy xem mà bí này cho mà ta liêu trong cho mà ta miêu đi ta miêu chú đi lâu rồi không mày lao ai bị ai còn mà chạy vui em mua vậy cho lắm mà không biết mà còn mà chạy vui rồi nó hộp bị mà sẽ bên để cháu cái gì này nhẹ bị à tôi đã cái gì bị vậy mà nó cái gì bị vậy đó hộp bị nó đã sẽ bên nhẹ này rồi cái gì là mà ba mươi phút ta mới ăn này trâu đau này rồi đã xin đi vậy mà nó bây giờ mà bảo đâu mà ta na bao bao mà ta trả đi mày ta này dùng mày ta này ông trả đi bộ mày được rồi mình ta có số mày bộ nó em đâu đã có rồi baby đó là TK đi baby xin bị hoài ok cái bro đã T4 giao baby ok thì mà lẽ mà tôi Kami orang dua balik orang sebenarnya kan. Kami ni kan dua bono. Kau bila mana sempi wah bila jinan. Nak kamu pun thua jinan. Kalau nak kamu pun tahu jinan so kami uli. Ya lewat ni pijama ai. Thế mà cho nó đi làm cho chi này lâu lại mà nó alo mà ya mà mua dùng ya rồi nó đã lý ra đấy để làm nó không nhưng mà này nghe được nhiều lý ra đấy lâu đã mua đã lý ra đấy lâu đã phải ya bị đã biết chuyện tôi là gì à trai ông lấy số mà trai ông bố bia ông bộ ông ạ rồi thì ông chơi là gì mình nhắc lại trả nên trả em mình tham yêu khi đi thì số là xin bia bọn nó không thì tham yêu khi đi thì số lúc con này bọn nó để cho bữa cho nó bữa lên lâu vậy thì con đi kì cô bị ok quá bị rồi thì mà bọn nó nào xong vào nó được ai hỏi sao sẽ biến kén nhau số mà đấy còn đam mưu thì còn sẽ biến biến nhẹ cả mấy bọn nó không bị đam mưu nhẹ mấy đã đam mưu bọn nó đã nhẹ luôn gì sẽ mưu trong xin đi này đam mưu nhà để cho nhẹ cả lì bro rồi xin đi pi nào là bro rồi đam mưu cho rồi gì xin đi đâu đây nó đã lấy khu nào luôn vậy ya phô mấy bọn nó cậu bị đam mưu ya lấy phô bị mà còn nó khác môi luôn nhiều đam mưu quay đi biển lâu mà bọn nó chi đi đã tê đi bị mà nó khác môi chui ra còn luôn nhiều chi để đam mưu đi
တို့ဒီကဲတကယ်ဆော့ကောင်းတယ်နော်ဆော့မကောင်းဘူးလေဆော့မကောင်းလို့လည်းပြောတာတော့မဟုတ်ဘူးသူကလည်းသူတော့မစိုးဒီကဲကတကယ်မိုက်တာပေါ့ဟာတို့ဒါနောက်ဆုံးတစ်ယောက်ပေါ့နော်4ရက်မြောက်ဒီ4ရဲ့နောက်ဆုံးတစ်ယောက်โอเคဒါမျိုးစပင်းကိုတေချာကကြီးလေးနဲ့ညက်ပြရမှာလို့ဒါပြီးပြီဆိုလို့ရှိရင်ဒိုင်းမိုးနဲ့စိန်ပုံကြီးလုပ်ပြရမှာလားလို့နည်းနည်းတော့ခက်တယ်ဘလို့စိန်ပုံကြီးလို့တော်ပြီဒါမျိုးစိန်ပုံလုပ်မနေဘူးလိုမျိုးတခါတည်းတက်ဆက်ပြီးသားစိန်ပုံလုပ်နေမယ်သူဟာပုံမှန်အနေနဲ့ခွာထားလေးပါအဲ့လိုမျိုးလုပ်နေတော့တခါတည်းစိန်လုံးပုံနဲ့တက်လုပ်လိုက်တော့မယ်တော့သမီးသားညက်တာစိတ်ကတိတ်ရှိရပါဘူးတော့ဒါမျိုးပြီးရင်ဒါမျိုးဟာကြီးနဲ့တိုင်းမမဖြစ်လေတီးခံပြီးပါလို့ဟုတ်ပြီနော်ဒါမျိုးလေးဝိုင်းမယ်ပေါ့နော်ဒါအကုန်စပင်းနေဒါမျိုးပြောင်းသွားပြီဆိုလို့ရှိရင်ကျွန်တော်သူ့အရောင်စပင်းရောင်ဆိုးပြရတော့မှာပေါ့နော်ဟုတ်ဒါခုနဘူကောင်နေဆိုးရလိုက်မယ်မိုးပြရပါပေါ့နော်ဒါမျိုးလေးရောင်ဆိုးလိုက်ပါမယ်ဟုတ်ပြီဒါမျိုးရောင်ဆိုးပြီးခေါင်းလျှော်ပြီးသပင်းဟိုလိုမျိုးလှုပ်ပြီးလို့ရှင်ပြီးပြီပေါ့နော်ဟုတ်ပြီတော့ပြီးရင်ခေါင်းလျှော်မယ်ပေါ့နော်ဟုတ်ပြီဟောခေါင်းလျှော်ပြီးပြီဆိုလို့ရှိရင်ဒီမှာပေါ့နော်သူကဒီပုံစံလေးတဲ့ဟုတ်ပြီဒီပုံစံလေးလုပ်ပြီးလိုက်မယ်စင်ပြီးဝိုင်းโอเคတဲ့ဟုတ်ပြီပေါ့နော်တို့ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတတ်လို့ရှိရင် like and subscribe လေးလုပ်ပေးကြလို့လည်းမမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲ bye bye